ဘဝမှာတဏီကုံပြင်ပန်းပြီးညရောက်လာတဲ့အခါတီတီတတပြောပြီးချွဲလို့ရတဲ့ရင်ခွင်ရှိခြင်းဟာဘလောက်တောင်ကြည်နူးစရာကောင်းတယ်လဲဆိုတာသိတယ်မဟုတ်လားအချစ်အပေါ်စိတ်ရှည်ပါနည်းနည်းအစင်မပြေမှုတွေကြုံရတာနဲ့လမ်းခွဲသွားတော့မှာလားစိတ်ပြက်တာနဲ့လမ်းခွဲမယ်အလိုမကြတာနဲ့လမ်းခွဲမယ်ကတောက်ကဆက်ဖြစ်တာနဲ့လမ်းခွဲမယ်အဘယ်မှာအချစ်စစ်ကိုပိုင်ဆိုင်နိုင်မလဲလက်ရှိလူကိုစွန့်ပစ်တာနဲ့ဒီထက်ပိုကောင်းတဲ့လူနဲ့တွေ့ရတော့မှာလားလောကမှာကောင်းတဲ့လူအများကြီးရှိနိုင်တယ်ဒါပေမဲ့မင်းနဲ့တင့်တော်တဲ့လူတော့အင်မတန်မှရှားပါလိမ့်မယ်ဒါကြောင့်အတွေ့မများနဲ့လွယ်လွယ်စိတ်မပြတ်နဲ့ကိုမျက်စိရှိရလူသည်အကောင်းဆုံးသာဖြစ်တယ်ခဏတာရင်ခုန်မှုအသည့်အတွက်နဲ့သူ့မျက်စိတစ်စုံလုံးမင်းပုံရိပ်တွေပြည့်နေတဲ့လူကိုမလဲလိုက်ပါနဲ့မလဲတဲ့အရာပါအစ်စ်သောလူနဲ့လဲလှယ်ဖို့မထိုက်တန်ပါတစိမ့်လူနှစ်ယောက်ချစ်ကြတဲ့အခါအနည်းနဲ့အများအစင်မပြေမှုလေးတွေရှိလာနိုင်တယ်ကြုံလာနိုင်တယ်ရန်ဖြစ်စကားများနိုင်တယ်နားလည်မှုလွဲနိုင်တယ်အစင်မပြေမှုတွေကိုချစ်တဲ့နှစ်ယောက်သားဘလို့ဖြေရှင်းမလဲဆိုတဲ့နည်းကိုအတူတူစဉ်းစားရမယ်ပြဿနာများကိုအတူတူဖြေရှင်းရင်မပြေလည်မှုတွေမရှိတော့ဘူးပေါ့လေလမ်းခွဲစကားပြောစက်သိမ်းဖို့ပဲတွေးရတာမဟုတ်ပါလုံးဝအဆင်မပြေတော့ရင်တော့တမျိုးပေါ့ချစ်ဆိုတာစိတ်ရှည်ရတယ်ပြီးခံရတယ်အချိန်ပေးရတယ်လက်တွေ့ချစ်ပေးရတယ်တစ္ဆာရှိရတယ်လေးစားမှုရှိရတယ်တန်ဖိုးထားပေးရတယ်ဒါကြောင့်မင်းဆိုတဲ့လူမျိုးကိုလက်လွတ်ဆုံးရှုံးမခံရအောင်စိတ်ရှည်ပြီးခံပြီးချစ်ပါဘဝမှာတဏီကုံပြင်ပန်းပြီးညရောက်လာတဲ့အခါတီတီတတပြောပြီးချွဲလို့ရတဲ့ရင်ခွင်ရှိခြင်းဟာဘလောက်တောင်ကြည်နူးစရာကောင်းတယ်လဲဆိုတာသိတယ်မဟုတ်လား